ရှင်။မပစ္စည်းလေးများပြပေးရမယ်သိရှင် ဒီမှာဒီဟိုပါလေအခုမိမတော့လေဆွဲကြိုးကြီးကြီးလေးပြပေးပါ ။ဟုတ်ကိုဒါလေးဆိုလို့ရှိရင်တော့အမနဲ့လိုက်လောက်မယ်ချင်တယ်ရှင်။ ဒါလေးဆိုမစိုးဘူးနော်လာ လာဒီဆို ဟိုညီမနောက်ထပ်ဆွဲကြိုးလေးရှိသေးတယ်ရှင်းပြပြပါအောင်နော် ဟုတ်ကိုဒါလေးတွေဆိုလို့ရှိရင်တော့ make လေးနဲ့လိုက်တဲ့ဒီဇိုင်းလေးပေါ့နော်။ဒီလိုဒီဇိုင်းလေးလည်းနှာတယ်။ပြီးဒါမျိုးလေးတွေလည်းရှိမယ်ကို။ဒီလိုဒီဇိုင်းမျိုးလေးကြိုက်လို့သိရှင်။ ဒါလေးဆိုမစိုးဘူးနော်ဟုတ်လားဒါပေမဲ့နည်းနည်းလေးရိုးသလို အေး ဒါလေးလေးစိုးတော့မစိုးမစိုး အဲ့မောင်လေးဒါဆိုပြီးတော့ပေးပါလား မိုဘိုင်းကလေးကျွန်တော်ဖုန်းလေးခဏပြောပြနော်ကြည့်ထားပြန်နော်လို့ ဒါလေးရလဲဈေးတော့ပြောနော်အမောင်ပြီးလို့ရှိရင် အော်တက်ပြီမယ်နော်မမခဏလေးတော့ဆောင်ပေးနော်အဲ့လေးကကျတော့ master town ကျိုးလေးမမဟာ ဟောအင်းကြီးဒါလေးကဘာကျိုးလေးလဲ ဒါလေးကကျတော့ဟာချင်းကြီးကျိုးလေးမမ ဟောအေးဘလောက်သားလေးလဲညီမလေး ဒါလေးကကျတော့တစ်ချက်သားမမဟာဒီနားလေးနော်ဒါလေးကကျတော့3ချက်သားမမတမီးဈေးလေးတစ်ချက်တွက်ပြီးပြန်ပြောပေးမယ်နော် ညီမလေးပြီးမှလက်စုပ်လေးလည်းပြပြောနော် ဟုတ်ကဲ့ပါရှင်မိုက်ပါလေအမမျိုးသားပုံသွားပြောကြရဲနော်ပြန်မလာသေးဘူးလားရှင်ဟုတ် အဲ့ညီမလေးဘယ်အမျိုးသားပြောရလဲ ခုနအမနဲ့အမပေးရပါလာတဲ့တယောက်လေးမသူကလေခုနဆွဲကြိုးလေးကြည့်နေနေသူ့နောက်မှာဆွဲကြိုးလေးပါသွားလို့မ ဟမ်ညီမလေးအဲ့အမမျိုးသားမဟုတ်ဘူးလေညီမလေးရဲ့သူကလေရှင်လုံးညောင်းလမ်းညောင်းလိုက်နေတယ်သူတော့အမခေါ်လာတာညီမလေးရဲ့ မအဲ့ဆိုဆွဲကြိုးလေးကယူသွားတာမျိုးဘယ်လိုလုပ်ပါမလဲ အဲ့တော့ငါပဲသိပါမလဲဟဲ့နင်တို့ဆိုင်မသိဘူးဆိုတော့ငါလမ်းကြုံခေါ်လိုက်ရင်သက်သက်ပဲလေဒီမှာနင်တို့ရဲ့ဆွဲကြုံတော့ငါဝယ်ချင်းစိတ်လည်းမရှိဘူးအားနေနောက်တယ်သွားပြီ အမခဏလေးနေပါဦးဝဲအဲ့မလည်းဖလို့မရတော့ဆွဲကြိုးကလည်းပါသွားပြီငါဘယ်လိုလုပ်ရမှာလဲအဲ့ဒီမှာဒီကိုပဲစိုက်တန်းခဲ့သေးရအဲ့စနေပါလေဟောအေးငါဘယ်လိုလုပ်အောင်လဲ